အခုကျွန်တော်တို့ကမ်ပိန်းလေးတစ်ခုပြုလုပ်နေပါတယ်အဲ့ဒီကမ်ပိန်းလေးရဲ့ခေါင်းစဉ်ကကြည်ကာတက်စဉ်မမ်းမြေပြင်အောင်ပွဲစဉ်လို့မြည်ပေးထားပါတယ်အဲ့ဒီကမ်ပိန်းလေးအတွက်ကျွန်တော်ကြပြလေးတစ်ပုဒ်ရွတ်ပြချင်ပါတယ်ခင်ဗျာကြပြခေါင်းစဉ်ကအနာဂတ်ရဲ့ဒုတိယနာမည်လို့မြည်ပေးထားပါတယ်နားဆင်ကြည့်ပါခင်ဗျာကြည်ကာဆိုတာပြည်ရွာရဲ့ဘန်ကာတော်လန်ရေးရဲ့ logo ခတ်တူတူဆိုကြပါစို့ကြည်ကာဆိုတာစာတင်ကျောင်းတွေရဲ့ပြတဲ့ အနာဂတ်ရဲ့မှန်ကင်တိုက်ပွဲအတွင်းမှာအတက်တွေဟာလိုက်ပွဲမရှိဘူးရှည်တန်းစစ်မျက်နှာကြည်ကမပါဘဲနဲ့ဘဝတွေကိုလီပါဆွဲလို့မရဘူးတိုက်ပွဲဆိုတာမနိုင်ရင်သိမယ်မသိရင်နိုင်မယ်ကျွန်တော်တို့မနိုင်ဘဲနဲ့တော့မသိခြင်းသေးဘူးဗျာဒါကြောင့်တော်လိုင်းရင်မှာအသက်တွေကိုဗီဇာထပ်တင်ဖို့ကျွန်တော်တို့ကြည်ကာတက်ဆင်ခွင့်ရပါရစေခင်ဗျာ ဒေါ်လာမိဘပြည်သူများအားလုံးပဲမင်္ဂလာပါခင်ဗျာကျွန်တော်ကတော့ Nomo Data Share MND တစ်ဖက်မှာတာဝန်ထမ်းဆောင်နေသောရပ်ကွက်တော်ဖြစ်ပါတယ်ကျွန်တော်တို့အဖွဲ့ကခုဆိုရင်ဖြင့်ကမ်ပိန်းလေးတစ်ခုကိုပြုလုပ်နေပါတယ်ကမ်ပိန်းလေးရဲ့နာမည်ကတော့ကြည်ကာတက်ဆင်မမ်းမြအောင်မဲဆင်လို့မြည်ရပါတယ်ခင်ဗျာကျွန်တော်တို့ပြုလုပ်ရတဲ့ရည်ရွယ်ချက်တွေကတော့ရှေ့တန်းမှာတိုက်ခိုက်နေသောကျွန်တော်တို့ရဲဘော်တွေအတွက်ကြည်ကာတက်ဆင်နိုင်ဖို့ဖြစ်ပါတယ်ခင်ဗျာကျွန်တော်တို့ကမ်ပိန်းလေးအားပါဝင်ကူညီလူသူများအနေဖြင့်ကျွန်တော်တို့တစ်ဖွဲ့ဤတရားဝင်လင်းဖြစ်သော MND ပိတ်မှာလည်းလာရောက်ကူညီလို့ရတယ်လို့မက်ရွှေကျိုးအကောင့်မှာလည်းတော်လာမျိုးပြည်သူများအနေဖြင့်တားသူရဲ့ပါဝေကူညီပေးကြဖို့မြစ်တာရက်ခံရပါတယ်